ဒူဒီဝါသနာရှင်ခုနှစ်ရက်သားသမီးညီကိုမောင်နှမများအားလုံးမင်္ဂလာပါနော်ကျွန်တော်ဂျိုကာ channel မှာအားလုံးကိုပြန်လည်ကြိုဆိုပါတယ်နော်အဲ့တော့ဒီတစ်ပတ်မှာဂျိုကာကြီးရဲ့နော်ရှယ်ပတ်တီနှလုံးဖြစ်တဲ့6ပတ်တီ10ပတ်တီကအစောကြီးထွက်ရှိတယ်အောင်မြင်မှုရရှိတယ်နော်နှလုံးလုံး6ပတ်တီကမနက်ပိုင်းမှာထွက်တယ်တနေ့လာမနက်မှာထွက်တယ်10ပတ်တီကတနေ့လာညနေမှာထွက်တယ်နှလုံးလုံးအောင်မြင်မှုရရှိတယ်နော်မနေ့ကအင်္ဂါနေ့နေကုန်မှာတော့ဂျိုကာကြီးရဲ့6ပတ်တီလေးကမထွက်လာဘူးအောင်မြင်မှုမရှိဘူးနော်အဲ့တော့ကြံရှိနေတာကဂျိုကာကြီးရဲ့အခွေကလည်း9338ကလည်း98ထွက်သွားပြီเนาะအဲ့တော့ကြံရှိနေတာကနှစ်ပရိတ်ကြံရှိနေပါတယ်နှစ်ပရိတ်ကို9ရက်သားသမီးညီကိုမောင်နှစ်ပရိတ်ဆော့တဲ့9ရက်သားသမီးညီကိုမောင်နှမတွေကဒီနေ့ဗုဒ္ဓဖူးနေကုန်တော့လိုက်ဆော့ထားပါဦးเนาะနှစ်ပရိတ်မိန်းကွက်က20တကွက်ထဲမိန်းတင်ထုမယ်เนาะအဲ့ဒါကပရိတ်လိုက်ဆော့နေတဲ့9ရက်သားသမီးညီကိုမောင်နှမတွေအတွက်ပါเนาะအဲ့တော့အခွေဆော့တဲ့9ရက်သားသမီးညီကိုမောင်နှမတွေကကြံရက်လေးတွေမှာဒီနေ့ဗုဒ္ဓဖူးကြာတာပရိတ်တောက်ကြကြံရက်3ရက်မှာတကယ်လို့အခွေလေးပဲဆက်ဆော့ခြင်းနေဆိုရင်အဲ့ဒီအခွေကတော့တကွက်ထွက်ပြီးလေ2ကွက်3ကွက်ထိထွက်တတ်ပါတယ်เนาะကန်ကောင်းရင်ဆက်ထွက်ပါတယ်အဲ့ဒါကြောင့်အခွေဆော့တဲ့9ရက်သားသမီးညီကိုမောင်နှမကတော့အဲ့ဒီ9338ခွေပူးလေးကိုပဲပြန်ပြီးတော့ဆော့ထားပါเนาะအဲ့ဒါကအခွေဆော့ခြင်းနဲ့9ရက်သားသမီးညီကိုမောင်နှမတို့ပြောတာပါเนาะပရိတ်ဆော့မဲ့9ရက်သားသမီးညီကိုမောင်နှမကတော့နှစ်ပရိတ်ပဲနှစ်ပရိတ်ထဲမှာမိန်းတေထွင်20ကိုမိန်းတေတို့ဒီနေ့ဗုဒ္ဓဖူးနေကုန်တရက်တော့ဆော့ရအောင်မယ်เนาะအမှန်ဆိုရင်ဂျိုကာကြီးကတနင်္လာနေကုန်မှာတော့ဂျိုကာကြီးရဲ့ပတ်တီးတွေအောင်မြင်မှုရရှိတော့ဝမ်းသာပါတယ်မနေ့ကအင်္ဂါနေ့နေကုန်မှာ9ရက်သားသမီးညီကိုမောင်ဂျိုကာကြီး9ရက်သားသမီးညီကိုမောင်တွေအချုံလက္ခဏာလေးပြတယ်နော်အဲ့ဒါကြောင့်ဂျိုကာကြီးညကမှ20 စိုက်တွေပြန်ကြည့်ပြီးတော့အမှန်ဆိုရင်ဂျိုကာကြီးကကြာတာပရိမနက်မှာကဲပတ်တီးတင်ပေးနေကြနော်အခုဟာဂျိုကာကြီးကလိုက်လွှင့်လို့လည်းမရဘူးဗီဒီယိုလေးနဲ့ဆိုတော့ဂျိုကာကြီးကကဲပတ်တီးလေးကိုကြိုပြီးတော့တင်ပေးလိုက်မယ်ဆိုပြီး9ရက်သားသမီးညီကိုမောင်တွေအတွက်ဗီဒီယိုလေးလုပ်ပြီးတော့အခုဗီဒီယိုလေးလုပ်တယ်တွက်နီးလေးတခြားတွက်နီးလေးတွေပြီးတော့အခုဗီဒီယိုလေးလုပ်ပြီးတော့စောစီစီတင်ပေးလိုက်တာနော်တော့ကြာမမြင်ရဘူးလို့မတွေ့ရဘူးလို့မသိဘူးလို့ဖြစ်မှာစိုးရိမ်လို့ပါနော်အဲ့တော့အခုဂျိုကာကြီးဗီဒီယိုလေးတွေကိုတွေ့ပြီးဂျိုကာကြီး channel ကိုတွေ့ပြီးနော်ဂျိုကာကြီး channel ကအခုမှ channel လေးစအစ်ပြိုးတာဆိုတော့နော်ဟိုအောက်ဆုံးနားမှာတော်တော်ရောက်နေတာဆိုတော့အခုတော်တော်ပြန်ကြိုးစားပြီးတော့အပေါ်ကိုရောက်အောင်တက်ရမှာလीနော်အဲ့ဒါကြောင့်ဂျိုကာကြီးရဲ့ဒီ channel လေးကိုရှာတဲ့အခါမှာအခက်ခဲများစွာနဲ့ရှာရမှာပဲเนาะအခုတွေ့ထားပြီးတွေ့ထားတဲ့လူတွေကလည်းအဲ့ဒါကြောင့်ဂျိုကာကြီးပြောချင်တာကဂျိုကာကြီးဗီဒီယိုလေးကိုကြည့်ရှုတဲ့လူတွေအကုန်လုံးကိုပြောချင်တာเนาะကြည့်ရှုတဲ့လူတွေအကုန်လုံးပြောချင်တာဂျိုကာကြီးအခုဂျိုကာကြီးရဲ့ဗီဒီယိုလေးကိုတွေ့ပြီးဂျိုကာကြီးရဲ့ channel ကိုတွေ့လို့ရှိရင်ဂျိုကာကြီးအမြဲတမ်းပြောတဲ့ဒီဘက်ဂျိုကာကြီးဗီဒီယိုရဲ့ဒီဘက်အောက်လေးမှာ subscriber ခေါင်းလောင်းလေးရှိတယ်အဲ့ဒီခေါင်းလောင်းလေးကိုနှိပ်ထားပါနော်ဂျိုကာကြီးအခုကြည့်တာဂျိုကာကြီးဗီဒီယိုလေးမှာဝင်ကြည့်ရှုတဲ့လူတွေက2000ကျော်ရှိတယ်နော်ဒါပေမဲ့အဲ့ subscriber ခေါင်းလောင်းနှိပ်တဲ့လူကအရန်အားနေတာတွေ့ရတယ်နော်အဲ့တော့နောက်တစ်ခုဂျိုကာကြီးပြောချင်တာအားနေတယ်ဆိုတာဂျိုကာကြီး subscriber တစ်ခုရဲ့ရရေးအတွက်ပြောတာမဟုတ်ဘူးနော်စေတနာနဲ့ပြောတာနော်တော့ကြတမျိုးထင်မယ်ဂျိုကာကြီးအခုဗီဒီယိုအရင်လို့ live လွှင့်နေဆိုရင်ပြဿနာမရှိဘူးဂျိုကာကြီး live လွှင့်လိုက်တဲ့အခါမှာ line ပေါ်မှာ YouTube ထဲဝင်လိုက်တာနဲ့ဂျိုကာကြီး live ကိုမြင်ရပြီလေအခုကဂျိုကာကြီးကအဲ့လို live လွှင့်လို့မရဘူးဗီဒီယိုလေးပဲဆိုတော့ဗီဒီယိုလေးကို record လုပ်ပြီးတော့ပြန်သွင်းရတာဆိုတော့เนาะပြန်တင်ရတာဆိုတော့ဗီဒီယိုဆိုတော့မြင်ရမှာသိရမှာမဟုတ်ဘူးเนาะအဲ့ဒီ subscriber ခေါင်းလောင်းလေးနှိပ်ထားမှဂျိုကာကြီးဗီဒီယိုအစ်စ်တင်လိုက်တဲ့မိမိဖုန်းထဲကို auto ဝင်လာမှာเนาะအဲ့ဒါကြောင့်အခုကြည့်ရှုတဲ့လူတွေကအရင်အများကြီး subscriber နှိပ်တဲ့အားနေတာတွေ့ရတယ်เนาะအဲ့ဒီ subscriber ခေါင်းလောင်းလေးနှိပ်ထားမှဂျိုကာကြီးအခုဗီဒီယိုအစ်စ်တင်ပေးတဲ့ဟာကိုယ့်ရှိကိုရောက်မှာเนาะအဲ့ဒါကြောင့်9ရက်သားသမီးညီကိုမောင်နှမတွေ subscriber နှိပ်ဖို့မေ့နေတဲ့9ရက်သားသမီးညီကိုမောင်နှမတွေဒီဘက်ဂျိုကာကြီးရဲ့ဗီဒီယိုဒီဘက်အောက်ကလေးမှာ subscriber ခေါင်းလောင်းလေးရှိပါတယ်အဲ့ဒီကောင်လေးကိုနှိပ်ထားပါเนาะအဲ့ဒါမှဂျိုကာကြီးအစ်စ်တင်တာကိုမြင်ရမှာတွေ့ရမှာဖြစ်တယ်เนาะနှုတ်မဆိုရင်လိုက်ပြီးတော့ပြန်ချနေရအောင်မယ်เนาะအဲ့ဒါကြောင့်အခုဒီတစ်ပတ်မှာဂျိုကာကြီးရဲ့เนาะ9ရက်သားသမီးညီကိုမောင်နှမတွေအတွက်เนาะကြံရက်ဗုဒ္ဓဖူးကြာတာပရိတောက်ကြကြံ3ရက်အတွက်ဂျိုကာကြီးရဲ့ကယ်ပတ်တီเนาะဂျိုကာကြီးရဲ့ကယ်ပတ်တီတွေက80%ထွက်တာများတယ်เนาะမထွက်တဲ့အလုံးကနည်းပါတယ်ဥပမာ10လုံးမှာ8လုံးထွက်တယ်2လုံးလောက်ပဲမထွက်တာများပါတယ်เนาะအဲ့တော့ကယ်ပတ်တီလေးကိုစောစီစီဂျိုကာကြီးကတင်ပေးတာဘာလို့လိုက်လွှင့်တာမဟုတ်ဘူးအရင်တော့လိုက်ဆိုရင်တော့ပြဿနာမရှိဘူးเนาะဗီဒီယိုလေးနဲ့မို့လို့ပါအဲ့တော့ကြည့်ရှုပြီးတဲ့လူတွေကလည်းမတွေ့သေးတဲ့မသိသေးတဲ့လူလေးတွေကိုမျှပေးပါလို့မေတ္တာရက်ခံပါတယ်เนาะအဲ့တော့ကြံ3ရက်အတွက်ဂျိုကာကြီးရဲ့ကယ်ပတ်တီက10ပတ်တီเนาะကြံ3ရက်အတွက်နော်ဗုဒ္ဓဖူးကြာတာပရိတောက်ကြကြံ3ရက်အတွက်ဂျိုကာကြီးရဲ့ကယ်ပတ်တီက10ပတ်တီမိန်းကွက်က8 83 86မိန်းတင်ထိုးမယ်81 83 86နော်ပတ်တီလေးက10ပတ်တီမိန်းကွက်က
81 83 86နော်ပတ်တီးက8ပတ်တီးပါအဲ့တော့ခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေမနေ့ကအင်္ဂါနေကုန်မှာ6ပတ်တီးနဲ့ခြုံထားတဲ့ခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေဂျိုကာကြီးရဲ့ကယ်ပတ်တီးနဲ့မိမိရှုံထားတဲ့ရှုံကျွေးလေးရအောင်ပြန်ယူပါနော်ဂျိုကာကြီးအတန်တန်မှားပါတယ်နော် subscriber မနှိပ်ရသေးတဲ့ခုနှစ်ရက်သားသမီးလေးတွေကလည်း subscriber ခေါင်းလောင်းလေးကိုနှိပ်ထားပါအဲ့ဒါမှဂျိုကာကြီးအစ်စ်တင်တဲ့ဗီဒီယိုလေးကိုမြင်ရမှာနှုတ်မို့ဆိုရင်လိုက်ပြီးတော့ဂျိုကာကြီးဘာတင်ပြီလဲမသိဘူးဆိုလိုက်ချနေရမယ်အဲ့လိုအခက်ခဲဖြစ်မှစိုးရိမ်လို့ဂျိုကာကြီးကစေစနာနဲ့ပြောတာပါနော်အားလုံးပဲခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေဒီတစ်ပတ်မှာဂျိုကာကြီးရဲ့ပတ်တီ6ပတ်တီ10ပတ်တီအောင်မြင်လာပြီအခွေလဲထွက်ထားပြီအခွေစော့တဲ့ခုနှစ်ရက်သားသမီးက93938ခွေဘူးလေးကိုပဲပြန်စော့ထားနော်ပရိတ်စော့မဲ့ခုနှစ်ရက်သားသမီးက2ပရိတ်မိန်ကွက်က20ပတ်တီစော့မဲ့ခုနှစ်ရက်သားသမီးကဂျိုကာကြီးရဲ့ကေပတ်တီက10ပတ်တီမိန်ကွက်က81 83 86နော်အခုဂျိုကာကြီးဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလို့လူအင်ဆန္ဒတွေခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေအားလုံးမိမိတဦးချင်းတယောက်ချင်းစီတိုင်းရဲ့လူအင်ဆန္ဒလေးတွေမျှော်လင့်ချက်ကလေးတွေအိမ်မက်ကလေးတွေအားလုံးเนาะတလုံးတဝတဲ့ပြည့်စုံနိုင်ပါစေလို့ကျွန်တော်ဂျိုကာဆုတောင်းမြတ်တာပို့တာပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဂျိုကာကြီးရဲ့ခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေဂျိုကာကြီးဗီဒီယိုလေးတွေကို share လို့ရတဲ့နေရာလေးတွေမှာเนาะစေတနာပပလေးနဲ့ဂျိုကာကြီးစေတနာပပလေးနဲ့ကနန်းနေပေးသလိုစေတနာပပလေးနဲ့ဂျူကာကြီးရဲ့ဗီဒီယိုလေးကို share ပေးပါလို့မြတ်တာရက်ခံပါတယ်အားလုံးပဲเนาะခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေ subscriber မနှိပ်ရတဲ့ခုနှစ်ရက်သားသမီးညီကိုမောင်နှမလည်း subscriber ခေါင်းလောင်းလေးနှိပ်ထားလိုက်ပါเนาะအားလုံးပဲခုနှစ်ရက်သားသမီးညီကိုမောင်နှမတွေအဆင်ပြေကြပါစေเนาะ